မိုင်ယွန်တဲ့ဒါငါးပွဲသက်နိုင်ပွဲကိုဖော်ဆောင်မှုအတွက်ဒီပွဲကဒါနောက်ထပ်ခြေလမ်းတစ်လမ်းဖြစ်လာမလားကဲညီကိုတွေအားလုံးပဲမင်္ဂလာပါကျွန်တော်ကိုခန့်ပါမနေ့ကဂျီနိုဝါ6ဘော်လေးညီကိုတို့ဒါရလိုက်ကြမယ်ထင်ပါတယ်ကဲပြီးတော့ဒါမနေ့ကဒါကျွန်တော်3သင်းမောင်းကတ်ဒါကျွန်တော် TikTok မှာတင်ပေးလိုက်တဲ့3သင်းမောင်းကတ်ပေါက်လိုက်တယ်เนาะညီကိုတို့ရလိုက်တဲ့လူတွေရလိုက်မယ်မရတဲ့လူကတော့ပုံများမယ်လို့ကျွန်တော်ထင်တယ်ဘာကြောင့်လဲဆိုတော့ဒါအဲ့ဗီဒီယိုကတိတ်ပြီးတော့ဒါညီကိုတို့စီမရောက်တော့တိတ်မပေါက်သွားဘူးပေါ့เนาะဆိုတော့ဒီနေ့မှာတော့ဒါကျွန်တော်ဒါဗီဒီယိုလေးကိုဒါတေချာလေးပေါအောင်စောစောလေးတင်ပေးမယ်မနေ့ကဒါမောင်းကတ်ဗီဒီယိုကကျွန်တော်နည်းနည်းလေးနောက်ကျသွားတယ်ရိုက်ပေးလိုက်တာကျွန်တော် YouTube မှာတော့မတင်ပေးပြလိုက်ဘူးဒါမောင်းကတ်ပွဲလေးကိုနောက်ပိုင်းဒါကျွန်တော် YouTube မှာပဲရိုက်ပေးဖို့စဉ်းစားထားတယ်ဒါတပွဲကောင်းနဲ့ဒါတပွဲကောင်းကိုပဲဒါကျွန်တော် TikTok မှာတင်ပေးမယ်ဒါ YouTube မှာတော့ဒါကျွန်တော်တပွဲကောင်းကိုဒါကျွန်တော်3သင်းမောင်းဒါ3ပွဲကောင်းဆိုရဲဒါ3သင်းမောင်းကတ်လေးပါဒါကျွန်တော် YouTube မှာတင်ပေးမှာဖြစ်တယ်။ကဲဆိုတော့ဒါညီကိုတို့အနေနဲ့ဒါ YouTube ကို Subscribe လေးလုပ်ပေးထားကြပါ။ဒါ YouTube ကညီကိုတွေကလည်းဒါ TikTok ကိုဒါ Follow မလုပ်ရသေးတဲ့ညီကိုတွေ TikTok ကို Follow လေးလုပ်ပေးထားကြဖို့ပြောချင်ပါတယ်ဗျ။ကဲဒီနေ့မှာဒါကျွန်တော် Manchester United အသင်းနဲ့ဒါ Wolverhampton အသင်းတို့ရဲ့ပွဲစဉ်ကိုဒါကျွန်တော်သုံးသပ်ပေးခြင်းတယ်ပေါ့နော်။ဆိုတော့ဒီပွဲကတော့ဒါဒီနေ့ည2:45မှာဒါ Man U အသင်းရဲ့ Old Trafford မှာရှင်ပြိုင်ကစားကြမှာဖြစ်တယ်။ Trader ဆိုမှုအရတော့ဒါ Man U အသင်းကအသာသေးရထားတာတော့ဒါပြောစရာထွေထူးပြောနေစရာလုံးမယ်မထင်ဘူး။ကဲ Man U အသင်းဒါကစားခဲ့တဲ့ပွဲစဉ်တွေကိုကြည့်မယ်ဆိုရင်တော့မန်ယူသင်းကဒါနောက်ဆုံး5ပွဲမှာဒါ2ပွဲနိုင်2ပွဲသိတပွဲရှုံးဆိုရရမျိုးပိုင်ဆိုင်ထားတယ်။ဘူဗာဟန်တန်ကတော့နောက်ဆုံး5ပွဲသက်တိုက်ဒါရှုံးထားတယ်ပေါ့နော်။ဘူဗာဟန်တန်အနေနဲ့ဒါဒီရာသီမှာတန်းသိဖို့တော့တော်တော်လေးများသွားပြီလို့ပြောလို့ရတယ်။သူ့အနေနဲ့ဒါလက်ရှိမှာအမှတ်ပေးစရာမှာဒါအောက်ဆုံးအဆင့်ပေါ့နော်။ရမှတ်2မှတ်ပေးရသေးဆိုတော့တော်တော်ဆိုးပါတယ်။နောက်ဆုံး12ပွဲသက်တိုက်ရှုံးထားတယ်ဆိုတော့ဒီရာသီကတော့သူတို့အတွက်အခြေအနေမကောင်းဘူးဒါဘူဗာဟန်တန်ကတော်တော်လေးတက်ပြတ်သွားတယ်လို့ပဲပြောရလိမ့်မယ်။မန်ယူသင်းကတော့ဒါအမှတ်ပေးစရာမှာအဆင့်6ဆိုတဲ့နေရာမျိုးရပ်တည်နေရဲဒါအဆင့်9ချယ်ဆီနဲ့ရမှတ်တူတဲ့အနေထားလီဗာပူးနဲ့3မှတ်ပဲကွာထားတဲ့အနေထားဆိုတော့မန်ယူသင်းကဒါချန်ပီယံလိဝင်ခွင့်တနေရာအတွက်အများကြီးမျှော်လင့်ချက်ရှိသေးတယ်ဒါကြောင့်ဒီနေ့ပွဲကိုတော့အမှတ်မဆုံးရှုံးဖို့တော့လိုတယ်နိုင်ပွဲတစ်ပွဲကိုလည်းကျင်းသေးပေါက်ဖော်ဆောင်သွားမယ်ထင်တယ်ဒီပွဲမှာဒါမန်ယူသင်းကဒါတစ်လုံးအရှုံးဆိုတဲ့ကြီးတမျိုးပေးထားတယ်ကိုဝန်ကြီးတန်းကတော့3လုံးသိရီဆိုတဲ့ကြီးတမျိုးပေးထားတာကိုတွေ့ရတယ်ဆိုတော့ပြီးခဲ့တဲ့ဝေးပွဲနဲ့ပွဲမှာတော့မှဒါ1-4နဲ့နိုင်ခဲ့တဲ့အသင်းကိုဒါဒီလိုမျိုးကြီးတန်းပေးတာတော့နည်းနည်းလေးတော့ပြော့မယ်ထင်ရတယ်ဒါပေမဲ့လည်းမန်ယူကအိမ်ဝင်းဆိုနည်းနည်းလေးညံ့တတ်တဲ့အသင်းဖြစ်တယ်ဗျဒါကြောင့်လည်းဒီလိုမျိုးကြီးတန်းထွက်တာလို့ကျွန်တော်အနေနဲ့မြင်မိတယ်ဒါဝူဗာဟန်တန်ကလည်းဒီရာသီမှာဒါနောက်ဆုံးပွဲတွေမှာတော့ဒါအာဆင်နယ်ကို2-1ဆိုတဲ့ရလဒ်နဲ့ကန်ထားတယ်ဒါပြီးတော့လီဗာပူးကို2-1ဆိုတဲ့ရလဒ်နဲ့ဒါရအောင်ဒါတစ်လုံးပဲကွာပြီးတော့ရှုံးအောင်ဒါကန်ထားနိုင်တယ်ပေါ့နော်ဆိုတော့ဒီပွဲမှာတော့ဒါကျွန်တော် Manchester United body ကိုကြိုက်မိပြီမဲ့ဒါပိုတီကြတဲ့ပွဲစဉ်တွေကတော့ဒါဂိုးဘော်ကိုဒါကျွန်တော်ပို့ပြီးတော့ကြိုက်တယ်။ Man U ဂိုးဘော်သွားနိုင်တယ်။ Man U ဂိုးရမယ်။ Wolverhampton လည်းဂိုးရဖို့များတယ်။ဘာကြောင့်လဲဆိုတော့ Man U နောက်တန်းကတော်တော်လေးကိုဒါတိုင်ပတ်တဲ့ဂိုးပြပြန်ပေးရတဲ့နောက်တန်းမျိုးဖြစ်တယ်ဗျ။ဒါ Wolverhampton တို့အနိုင်ဆုံးတော့ဂိုးပြန်ရမယ်လို့ကျွန်တော်မြင်မိရယ်။ Man U ကလည်းသွင်းမှာပဲဆိုတော့ဒီပွဲကိုဒါကျွန်တော်မိုင်းရောနိုင်လိမ့်မယ်2-1 3-1ဖြစ်မလားတော့ကျွန်တော်ကျင်းနေမသိရအတွက်3လုံးဆိုရင်တည်ကြမယ်ဂိုးဘော်လေးကိုရွေးချယ်မိတာညီကိုတို့အတွက်အကျိုးဖြစ်စေမယ်လို့ဒါကျွန်တော်ထင်မိရယ်ဒါကြောင့်လားဒီနေ့ညဒါကျွန်တော်ရွေးချယ်ပေးမှုကတော့ Manchester United ဂိုးဘော်လေးကိုဒါကျွန်တော်ရွေးချယ်ပေးခြင်းနဲ့ body ကြိုက်တဲ့ညီကိုတွေကလည်း Man U body ကိုရင်းရင်တော့ထည့်ကစားနှလုံးပြတ်ဖို့တော့မခက်ဘူးဒါပေမဲ့တခါတလေ Man U သင်းကကြောင်ပြောက်တတ်တဲ့အတွက်ကြောင့်ဒါကျွန်တော် safe ဖြစ်တဲ့ဂိုးဘော်လေးကိုရွေးချယ်ပေးလိုက်တာဖြစ်တယ်ဗျပြီးတော့ဒါ Telegram join တဲ့ညီကိုလေး Telegram လေးကို join ပေးထားပါ Telegram ထဲမှာဒီညကျွန်တော်4သင်းမောင်းကတ်လေးတင်ပေးမယ်ဒါ3ဝဲကောင်းကတော့ဒါကျွန်တော် YouTube မှာတင်ပေးမှာဖြစ်လို့ YouTube ကို subscribe လုပ်ရတဲ့ညီကိုလေး subscribe လေးလုပ်ပေးထားကြပါကြည့်ရှုပေးညီကိုလေးချင်းစီတိုင်းကိုအများကြီးပဲကျေးဇူးတင်တယ်ပေါ့နော်နောက်ရက်တွေကြရင်ဒါကျွန်တော်ဒီလိုမျိုးတပွဲကောင်းပွဲစဉ်လေးတွေဒါကျွန်တော်တင်ပေးသွားမှာဖြစ်လေအတွက်ကျွန်တော်ကောင် follow လုပ်ရတဲ့ညီကိုလေး follow လုပ်ပေးထားကြပါအောင်ဗျကဲအားလုံးပဲဘိုင်ပါဗျာ